မနေ့ကစာအုပ်တအုပ်ဖတ်နေခဲ့တယ်။အဲ့ဒါဆိုရင်ဘယ်လိုမျိုးပြောမလဲ I was raised yesterday လို့ပြောမှာလား။ဒါမှမဟုတ်ရင် I was reading yesterday လို့ပြောမှာလား။ကဲကြည့်ရအောင်။အဲ့လိုမျိုးအတိတ်မှာကိုကတစ်ခုခုလုပ်နေခဲ့တယ်လို့ပြောချင်ရင် past continuous tense ကိုသုံးရတယ်။အဲ့တော့ past continuous tense ရဲ့ structure လေးတွေကိုအရင်ဆုံးကြည့်ရအောင်။သူ့ရဲ့မှာ positive negative question form ဆိုပြီးတော့ရှိရဲအဲ့ဒါ positive standard structure ကိုအရင်ဆုံးကြည့်ရအောင်။အဲ့တော့ subject plus what were plus verb ing အဲ့တော့ negative standard structure ကကြတော့ subject plus what were not plus verb ing အဲ့တော့ question form ဆိုရင်ရောဘာဖြစ်မလဲ was were plus subject plus verb ing ဒီမှာကထွေထွေထူးထူးအများကြီးပြောစရာမရှိဘူးဘာလို့လဲဆိုတော့ verb ing ထည့်နည်းကိုလည်းရှေ့ကpresent continuous tense မှာတော့လည်းတခါတည်းရှင်းပြပြီးသားed ကိုဘယ်လိုမျိုး ing ကိုဘယ်လိုမျိုးပေါင်းထည့်ရမလဲဘယ်လို verb တွေမှာတော့ ing ဘယ်လိုထည့်ရမလဲဘယ်လို verb တွေမှာတော့ဘာကိုဖြုတ်ပြီးတော့ဘာကိုထည့်ရမလဲဆိုတာကိုတခါတည်းရှင်းပြခဲ့ပြီးသားအဲ့တော့ ing ထည့်နည်းကိုထွေထွေထူးထူးရှင်းပြစရာမလိုတော့ဘူးအဲ့တော့ present continuous tense နဲ့ standard လေးတိစောက်ကြည့်